ကြာသေးခင်အချိန်ထိဝူကောင်းဟာတစိမ့်တစ်ခုအတွင်းမှာဖမ်းဆီးပိတ်မိနေခဲ့တယ်။သူ့ရဲ့စွမ်းအားအလုံးကိုလုံးဝဖိနှိပ်ထားပြီးနှစ်900တိုင်လွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်တိုင်းမအောင်မြင်ခဲ့ဘူး။လွတ်ထွက်ဖို့ကြိုးစားတိုင်းပြင်းပြင်းထန်ထန်အရိုက်ခံရပြီးပြန်လည်ပိတ်မိသွားရတယ်။တနေ့မှာတော့ဟင်နရီဆိုတဲ့ကောင်လေးတစ်ယောက်ဒီနေရာကိုလမ်းလျှောက်ရောက်လာခဲ့တယ်။သူ့မှာဝူကောင်းကိုခဏတာလွတ်မြောက်စေနိုင်တဲ့မော်အဆောင်တစ်ခုပါလာခဲ့တယ်။ဒါပေမဲ့အပြန်လန်အနေနဲ့ဝူကောင်းကကယ်ဆယ်ရေးမရှင်တစ်ခုကိုပြင်းမြောက်အောင်လုပ်ပေးရမယ်ဆိုတဲ့အခြေအနေတစ်ခုရှိနေခဲ့တယ်။ဒီစကားကိုကြားချင်းဝူကောင်းကအရန်ကိုစိတ်လှုပ်ရှားသွားခဲ့တယ်။သူ့အတွက်အရေးကြီးတာကဒီချိန်စာဆန်တဲ့နေရာကနေထွက်နိုင်ဖို့ပဲဖြစ်တယ်။မရှင်ကဘာဖြစ်ဖြစ်သူ့အတွက်အရေးမပါတော့ဘူး။ဝူကောင်းကအဆောင်ကိုလက်ထဲကောက်ယူပြီးချက်ချင်းပဲအပြင်ကိုပြန်တန်းထွက်သွားခဲ့တယ်။အပြင်ကိုရောက်သွားတဲ့အခါဝူကောင်ကလက်ဆက်တဲ့လေကိုလောဘကြီးကြီးအသက်ရှူယူလိုက်တယ်။လွတ်လပ်မှုရတဲ့ခံစားချက်ကြောင့်သူဟာအရန်ပျော်ပြီးစိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဟင်နရီကသူ့လက်ကိုဆွဲထားပြီးမရှင်ကိုမမေ့ဖို့သတိပေးလိုက်တယ်။ခုမှထွက်လာတာကိုဒီလိုလုပ်လိုက်တာကြောင့်ဝူကောင်ကချက်ချင်းစိတ်ဆိုးသွားခဲ့တယ်။ဝူကောင်ကဒီလိုအရှုပ်ထွေးတွေကိုသူ့ဝင်မပါချင်ဘူး။အပြင်ကိုရောက်ပြီးဆိုတော့မရှင်နဲ့ဆိုင်တဲ့အရာကိုတောင်ပြစ်ချသွားလိုက်တယ်။ဟင်နရီကချက်ချင်းပဲအဲ့ဒါကိုပြန်လိုက်ရှာပါတယ်။ဝူကောင်ကတော့အလေးထားပဲပြန်တန်းထွက်သွားခဲ့တယ်။ဟင်နရီရှာဖွေနေစဉ်မှာတော့မိန်းမတစ်ယောက်ကိုအေယာမမိတ်ဆာတကောင်လိုက်ဖမ်းနေတယ်ဆိုတာကိုတွေ့သွားခဲ့တယ်။ဒီနေရာဟာဝူကောင်ရဲ့နေမြေဖြစ်တယ်လို့အတန်ကြဲကြဲနဲ့သတိပေးလိုက်တယ်။ဒါပေမဲ့မိတ်ဆာကရေမောပြီးဝူကောင်ကသူတို့ကိုလုံးဝအလေးမထားဘူးဆိုတာပြသမယ်ဆိုပြီးချက်ချင်းပဲတိုက်ခိုက်လာခဲ့တယ်။အရေးကြီးဆုံးအချိန်မှာဝူကောင်ပေါ်လာပြီးတိုက်ခိုက်မှုကိုတားဆီးလိုက်ပါတယ်